ဒီလူကြီးကကဘာပေါ်မှာအရှိဆုံးအမီကိုပိုင်ဆိုင်ထားတာပါအသက်62နှစ်အရွယ်မက္ကဆီကိုနိုင်ငံသားဒီအမျိုးသားကြီးမှာ16လက်မတောင်ရှည်လျားတဲ့အမီကြီးရှိနေတာဖြစ်ပါတယ်ဒီအရှိကအရွယ်ရောက်ပြီးသားမြင်းထီးချက်ကောင်ရဲ့အမီအရှိနဲ့တောင်ရှည်လွန်းရနေတာပါအမီကအတော်လေးကြီးမားနေပြီမဲ့သူကတော့ဘာချမ်းမာရေးပြဿနာမှမကြုံခဲ့ရဘူးလို့ဆိုပါတယ်သူ့ရဲ့အမီဟာအသက်9နှစ်အရွယ်ကတည်းကထိမ့်မနိုင်သိမ်မရစပြီးရှည်လာခဲ့တာလို့သူကပြောပြထားပါတယ်အသက်20အရွယ်ရောက်တဲ့ခါမှာတော့အမီက16လက်မအထိရှိလာခဲ့ပါတယ်အသက်25နှစ်မှာတော့19လက်မအထိရောက်သွားပြီးအဲ့ဒီနောက်ပိုင်းမှာတော့ဆက်မရှိတော့တာပါအမီကအရန်ရှည်ပြီးလေးလံလွန်းတာကြောင့်သူလမ်းလျှောက်တဲ့အခါထောနေဖြစ်နေရသလိုစီးလိုင်းချောင်းဆိုင်ရာပြဿနာတွေလည်းကြုံနေရပါတယ်ဒီလိုအခြေအနေမျိုးနဲ့နေထိုင်ရတာကတကယ်ကိုခက်ခဲလွန်းလာပါတယ်ဒါပေမဲ့လည်းသူကတော့ကမ္ဘာအရှိဆုံးအမီပိုင်ရှင်ဆိုတဲ့ဂုံပုတ်ကိုညနှိုးလွန်းတာကြောင့်အမီကိုသေးထွားအောင်ခွဲစိတ်ဖို့ကိုလုံးဝညှင်းဆန်နေတာပါစိတ်ဝင်စားဖို့ကောင်းတာကသူဟာ Guinness ကမ္ဘာစံချိန်မတန်းမှာဝင်နိုင်ဖို့အချင်းချင်းစူးစမ်းခဲ့ပေမဲ့အချိန်တိုင်းညှင်းပယ်ခံရခဲ့တာထက်ပါတယ်။တာဝန်ရှိသူတွေကတော့သူ့ရဲ့အမီးဟာတဘာဝအတိုင်းပေါက်လာတာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးပြည်သက်တို့တော့ဘယ်လိုထင်ကြလဲခင်ဗျာ။မချက်မှာပြောပြပြီးတော့ကြပါအောင်။